ကိုယ်တိုင်လည်းပဲကိုယ်လက်မလွတ်ချင်ဘူးเนาะကိုယ်တော့ပိုင်ဆိုင်ခြင်းနဲ့ဆုံးရှုံးရမှာကြောက်တယ်ဆိုတာမျိုးလေးတွေတော့တွေ့ရပါတယ်ရှင်ဒီဗီဒီယိုလေးကကြတော့သူတကယ်ပဲမအားတာလားဒါမှမဟုတ်ကိုယ့်အတွက်ပဲမအားနေရလားပေါ့နော်အဲ့တော့အဆက်အသွယ်မရနေတဲ့သူတွေတို့ကိုချစ်သူကကိုယ်အချိန်မပေးတာတွေပဲဖြစ်ဖြစ်ကိုနဲ့ရှိမှာပေါ့နော် relationship တစ်ခုရှိနေတဲ့သူ situationship ပဲဖြစ်ဖြစ်သူကကိုယ့်ကိုတေချာမဆက်သွယ်နေဘူးအချိန်မပေးနေဘူးဒါဆိုရင်ဒါဘာကြောင့်ဖြစ်တာလဲကိုယ့်အတွက်ပဲသူ့မှာအချိန်မရှိရလားဒါမှမဟုတ်သူတကယ်ပဲမအားတာလားဆိုတာကိုဒီနေ့ pick up ဖိုင်းလေးနဲ့ဗီဒီယိုလေးရိုက်ပေးတော့မှာဖြစ်တယ် pick up ဖိုင်းဆိုမှစာရေးမရေးတော့ဘူးရင်တော့ကလိုမျိုးဗီဒီယိုလေးနဲ့ပဲလုပ်ပေးလိုက်မယ်เนาะပုံလေးနှစ်ပုံချပေးထားပါတယ်ဒီနှစ်ပုံလေးကမှမိမိကြိုက်တဲ့တရားပုံကိုရွေးပါအဲ့ဒီနှစ်ပုံလေးကတစ်ခုချင်းစီကိုဖြည့်ပေးသွားပါမယ်ရှင်ပုံလေးရွေးနေတဲ့အချိန်တော့တွင်ထဲမှာကိုယ်စိတ်ထဲမှာသူ့ရဲ့ပုံလေးကိုမြင်အောင်ပေးပါသူနဲ့ကိုယ်နဲ့စကားပြောနေတဲ့ပုံစံလေးကိုပြန်ပြီးတော့မြင်အောင်ပေးပါရှင်အဲ့တော့ပထမဆုံးအနေနဲ့ဒီပုံလေးရွေးရတဲ့သူတွေရဲ့ဗီဒီယိုလေးကိုအရင်ဖတ်ပြပေးပါမယ်ရှင်သူတကယ်ပဲမအားတာလားဒါမှမဟုတ်ရင်ကိုယ့်အတွက်ပဲသူမအားနေရမျိုးလားပေါ့နော်အဲ့ဒါလေးကိုကြည့်ပေးပါမယ်ရှင်ပထမဆုံးအနေနဲ့ကကြတော့ तू ကတကယ်မအားတာမျိုးတော့မဟုတ်နိုင်ဘူးเนาะတကယ်မအားတာမဟုတ်ဘူးအားရဲနဲ့ကိုမဆက်သွယ်တာမျိုးဖြစ်နေတယ်ကိုစောင့်နေမှာကိုလည်းတိတယ်တိလေးနဲ့ကိုမဆက်သွယ်ဘူးဆိုတာမျိုးတွေတွေ့နေရတယ် तू ကသူ့ရဲ့အတ္တသူ့ရဲ့မာနကိုပဲရှင်းတန်းတင်နေရမျိုးတွေမှာတွေ့နေတယ်နောက်တစ်ခါကျတော့ကိုနဲ့ဒီလိုမျိုးအဆက်အသွယ်မရတဲ့အချိန်တွေစကားမပြောဖြစ်တဲ့အချိန်တွေမှာဆိုရင်တော့ तू ကိုအကြောင်းတွေးမိရမျိုးတတိယတာမျိုးတော့ရှိနေတယ်เนาะအဲ့တော့မအားတာတော့မဟုတ်ဘူးဒါပေမဲ့မဆက်သွယ်တဲ့အချိန်တော့တွင်ထဲမှာတော့သူစိတ်ထဲမှာတော့ကိုရှိရဲ့ပုံစံတော့ရှိတယ်ဒါဆိုဘာကြောင့်မဆက်သွယ်ရလဲဘာကြောင့်လဲဆိုရင်တော့အပေါင်းအသင်းနေတဲ့အချိန်ကုန်နေတယ်တကယ်ချင်းတွေရဲ့ပြောစကားတွေကိုနားယောင်နေတယ်သူတို့တွေရဲ့မြောင်ထိုးပိတ်ခေါ်လုံးမှုတွေအပေါ်မှာသူကယုံကြည်နေရပေါ့နော်ဥပမာသူများတွေကသူ့ကိုကြံ့ကြံ့တစ်ခုပေးလိုက်တာပဲဖြစ်ဖြစ်ဒီအရာကိုသူကယုံကြည်နေတယ်အဲ့ဒီအရာချောင်းနဲ့ပဲကိုယ်မဆက်သွယ်ဘူးဆိုတာမျိုးတွေဖြစ်နေပါတယ်အဲ့တော့မအားတော့မဟုတ်ဘူးတမင်မဆက်သွယ်တာမဆက်သွယ်ဘဲနဲ့လေသူလည်းမနေနိုင်ဘူးမနေနိုင်ဘဲနဲ့လည်းကိုယ်လည်းမဆက်သွယ်ဘူးလို့ဖြစ်နေရနော်အဲ့တော့နောက်တစ်ခါဒီပုံလေးပေါ့နော်ဒီပုံလေးရွေးထားတဲ့သူတွေတော့ကိုဆက်ပြီးတော့ပြောပြပါမယ်ရှင့်သူတကယ်ပဲမအားတာလားဒါမှမဟုတ်ကိုယ့်တော့ပဲမအားတာလားဘာကြောင့်လဲပေါ့နော်အဲ့တော့သူ့အနေနဲ့ကကျတော့အလုပ်လေးတွေရှိနေရဆိုတာမျိုးလေးတွေတော့တွေ့နေရတယ်ရုတ်တရက်ပေါ်လာတဲ့အလုပ်တွေပေါ့သူကဥမာကိုယ်ဆက်သွယ်ဖို့သူစီစဉ်နေပြီကိုယ်ဆက်သွယ်ဖို့ကိုနဲ့စကားပြောဖို့စီစဉ်နေနေမှာအလုပ်ကိစ္စတွေဝင်လာတာမျိုးတွေတို့သူစိတ်ရှုပ်စရာတွေဒါမှမဟုတ်ဖြည့်ရှင်းရမယ့်ကိစ္စတွေအဲ့လိုမျိုးပေါ်လာတာမျိုးတွေဖြစ်နေရမျိုးတွေကိုတွေ့ရတယ်နောက်တစ်ခုအနေနဲ့ဆိုရင်ကတော့သူ့မှာအလုပ်ကိစ္စလေးတွေရှုံနေရမျိုးတကယ်ဖြစ်နိုင်တတ်တယ်နော်အလုပ်ကိစ္စမှာသူကိုယ်တိုင်စီမံနေရတဲ့ပုံစံမျိုးတွေသူကခံခွဲနေရတဲ့ပုံစံမျိုးဆုံးဖြတ်ချက်ကြီးမားသူကိုယ်တိုင်ချနေရတာမျိုးလေးတွေကြောင့်မလို့ဖြစ်နိုင်တာမျိုးတွေ့ရတယ်အကယ်၍သူဒီပညာသင်ယူနေစေဆိုလို့ရှိရင်တော့သူရဲ့ပညာရေးကြောင့်စာမေးပွဲကြောင့်သူရဲ့စာရီကြောင့်မလို့ဖြစ်နိုင်တယ်ဆိုတာမျိုးမှတွေ့နေရတယ်ကိုယ့်ကိုသူအချိန်မြေဆက်သွယ်လို့ရတယ်ဆိုတော့သူတည်ပြီးသားပဲနော်အဲ့တော့သူရဲ့ပုံစံကြောင့်ဘယ်လိုလဲဆိုတော့လောလောဆယ်မှာတော့သူလှုပ်ရှားရှိရလေးအရင်လုံးမယ်သူအရေးတကြီးဆုံးဖြတ်စရာရှိရတွေကိုအရင်ဆုံးဖြတ်မယ်ပြီးတော့မှကိုယ့်ကိုအေးရအကြောင်းဆက်သွယ်မယ်ဆိုတဲ့ပုံစံမျိုးဘာလို့လဲဆိုတော့သူဘယ်လိုပဲဘယ်အချိန်ပဲဖြစ်ဆက်တယ်ဆိုတော့ကိုကလက်ခံမယ်ကိုနားလည်ပေးမယ်လို့သူယုံကြည်ထားတဲ့ပုံစံမျိုးတွေကြောင့်ဖြစ်တယ်လို့တော့မြင်ရပါတယ်ရှင်သူကိုယ်တိုင်လည်းပဲကိုယ်ကိုလက်မလွတ်ချင်ဘူးเนาะကိုယ်ကိုတော့ပိုင်ဆိုင်ခြင်းနဲ့ဆုံးရှုံးရမှာကြောက်တယ်ဆိုတာမျိုးလေးတွေတော့တွေ့ရပါတယ်ရှင်